ဒီလားပစ္စည်းတွေရောကွန်တိန်နာတွေရောအများကြီးဝင်ပြီဆိုတော့ပစ္စည်းတွေကိုရောင်းကောင်းအောင်လုပ်ရမယ်ပစ္စည်းတွေရောင်းကောင်းဖို့နှစ်ကောင်အချောင်းတက်အောင်လို့ဘယ်လိုချောင်းခိုင်းရင်ကောင်းမလဲစဉ်းစားလို့ရတယ်ဖန်စီလုံးနေကြလားငါတို့ဒီလားပစ္စည်းအစ်တွေလည်းအများကြီးရောက်တယ်ကွန်တိန်နာတွေလည်းရောက်တယ်ဆိုတော့ဒီလားချောင်းကောင်းအောင်လို့မနိုဝယ်သူတွေစီကိုဖုန်းဆက်ပြီးတော့ငါတို့စီမှာပစ္စည်းဝယ်တဲ့ခါကြလို့ရှိရင်10စုံဝယ်10စုံရမယ်5စုံဝယ်5စုံရမယ်အဲ့လိုမျိုးဝယ်သူတွေစီကိုဖုန်းဆက်ပြီးတော့ချောင်းကောင်းအောင်လုပ်ကြA few moments later. မိုင်းဟိုမှာပစ္စည်းရမှာတိတ်စီမှာအစုံတရားမှားထားတယ်သူ့မှာလည်းအစုံတရားမှားထားတယ်အခုနောက်ထပ်မှာအစုံတရားထပ်ပေးရမှာရှိရဲ့အခုတင်မလို့လေဟာငါနင်တို့ဘိုင်ဝမ်ကတ်ဝါလို့မပြောမိပါဘူး10စုံဝယ်10စုံရမယ်လို့ပဲပြောတာနင်တို့ငါဘိုင်ဝမ်ကတ်ဝါလို့တခွန်းမှမပြောမိဘူးနင်တို့အခုဘယ်လိုမျိုးပြောပြီးရှောင်းလိုက်တာလဲကိုယ့်ဘာသာကိုဝယ်သူနဲ့တရှင်းတော့